ကြောင့်ဖြစ်ပါတယ်ကက်စတမာတယောက်မှာထားတာပေါ့နော်အဲ့ဒါဒီလာယူမအောင်စောင့်နေရတာစာတော့ချက်မလို့ပေါ့နော်ဒါပေမဲ့စားကြတဲ့သူရှိရဆိုလို့ဖောက်ပြတာအဲ့တော့ဝတ်သားပါမခုတ်ရသေးပါဘူးခုတ်ပြီးရင်ချက်ပါမယ်ဒါကတော့စိတ်သားဖြစ်ပါတယ်မနေ့ပြန်လူမှာတော့စိတ်ရယ်ဝတ်သားရယ်ထားပါလေတော့မသိဘူးဒါပဲမြင်သေးတယ်ဒါပဲပြောမယ်နော်ဖွင့်ပါပြီဒီမှာနုတ်တူကတော့တက်သွန်ခွာနေရပါပြီငိုနေပါပြီတူကတော့ဒီလိုစင်နေပြပါတယ်ဒါတော့အေးရှိပါတော့အေးထားဆိုရလဲတက်ဖက်နဲ့လဲတက်